မတ်တရားတွေနဲ့နေကုံချုပ်ခဲ့တဲ့ဇာတင်နှစ်လီပေါ့ဆိုဖက်ဒီလီးနေပါတယ်လီးတွင်းတာပျော်ရွှင်စရာကောင်းတဲ့များနဲ့ခွဲခွာခြင်းတွေပေါ့ဆက်ရပါဒါဆရာကျောင်းသားတွေဖျားစွန်းတော့ကပ်ပကယ်ကြီးဆရာမတော်ကြီးဆရာမတော်ကြီးဆရာမတောက်ရဲ့ယူနီဝါစီဒါတန်လေးကတက်ရှင်းတော့ပြောတယ်ဒါတော့ကိုနိုင်လေးနဲ့ဆိုရပြောတယ်တန်ရှင်းလုံးရရတော့နဲ့တိမ်မငါတော့ဒါတော့ကျောင်းသားရဲ့စားကြိုက်ရပြောတယ်ခါလေးကမှန်ပြောတယ်ကျောင်းပြည်တယ်တပဝင်းဗုဒ္ဓကြည်တွဲကျောင်းသားကျောင်းသူများရဲ့နောက်ဆုံးကြိုးစားမှုကန့်မြင်ခွင့်လေးအချို့လည်းပြောလို့ရပါတယ်မမြင်ဘူးဗျာဒီဒါပါလေးလည်းမသိဆက်ရပါရှောက်တယ်လမ်းတိုင်းချမ်းသာစဉ်းစားမိမြတ်မြတ်ဆာနာတဲ့တော်လူတော်ပြဖြစ်ချင်တယ်ပို့တယ်လိုက်ပါရေးလိုက်မယ်ချင်းမရောက်လားဒီရိုက်ပေးလို့စုမြတ်မိုးစိုက်ကမောင်းပဲဂီယာထိုးဂီယာနီဘလုံးနဲ့စလာနေရတယ်ကျော်ရေးဆရာကတော့ပွဲမှာပေါ့နော်ကျော်အမတ်တရားကြိုက်ကျော်လက်ပုံရိုက်ပြီးပါပြီဆိုပါလေကျော်ဆရာမပြောနေအမတ်တရားဒီမှာကျွန်တော်တို့မှာကုန်ကြီးတယ်ကျော်ကန်တောက်ရတဲ့ဆရာမပေါ့နော်ဆရာမများ၏ကြိုးစားလမ်းညွှန်မှုများနဲ့အတူကျောင်းသားကျောင်းသူကျွန်တော်တို့ဟာလည်းကောင်းစွာဖြည့်ဆို့နိုင်ခဲ့ပါတယ်လက်ချပါလက်ချတဲ့ချိန်တိုင်းမပြန်ထားဖို့မေးပါနဲ့ဓာမီရဲ့တိုင်ခွဲပဲတိုင်ခွဲရတိုင်းမတရားတော့ရှိတာဆိုမေးနိုင်ရမယ်တွေ့မှပြီးဘူးဘယ်တော့မှနောက်ပြန်မလဲပါနဲ့ဆိုတော့ပိုင်နေဒီနေ့တော့ကြောင်ချီအားတစ်ခုတွေ့ဒီနေ့ပဲကျွန်တော်ကောင်းတယ်I go young chile, young chia the country, a song I shout.